ဒါကတော့ယွန်းနေ့တိုင်းစားဖြစ်နေတဲ့တဘာဝ collagen လေးပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလေ Chinese dessert လို့လည်းခေါ်တယ်တရုတ်ရွာအချိုးပွဲလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာပါဝင်ပစ္စည်းကတော့အားလုံး9မျိုးပါပါတယ်အဲ့ဒါဘာကြီးလဲဆိုတော့ကြောက်ပွင့်ရယ်တရုတ်စီသီး6ရယ်ချီယာစီရယ်ကိုချီဘယ်ရီရယ်နှင်းသီး6ရယ်စစ်ကလမာရယ်တကြားကဲအားလုံး9မျိုးပါပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေအားလုံးကတော့ရင်းနှီးပြီးသားပါအဲ့တော့အကျိုးကျေးဇူးလေးပြပြပေးမယ်နော်ဒါကတော့တုတ်စားနေကြကြောက်ပွင့်ပေါ့နော်ဒီကြောက်ပွင့်ကတဘာဝ collagen booster ဖြစ်တဲ့အတွက်အသားရည်ကိုစိုးပြေတင်းရင်လှပစေနောက်တစ်ခုကဒီမှာတရုတ်စည်းသီးကြောက်ဒီတရုတ်စည်းသီး6လေးဆိုလို့ရှိရင်သွေးလက်ပတ်မှုအားကောင်းစေတယ်ဟော်မုန်းကိုထိန်းညှိပေးတယ်လူကိုလန်းလန်းဆန်းဆန်းဖြစ်စေရရှင့်နောက်ကဒီအနီရောင်စီလေးဒါလေးက goji berry လို့ခေါ်တယ်ပေါ့နော်ဒီအနီရောင်စီလေးကကြတော့မျက်စိအားကိုကောင်းစေတယ်ကိုယ်ခံအားလည်းကောင်းစေတယ်အသားရည်ကိုလည်းကြည်ကြည်လေးလေးဖြစ်စေရရှင့်ဒါလေးကနှင်းသီး6လေးဒီနှင်းသီး6လေးဆိုလို့ရှိရင်စိတ်ကိုတည်ငြိမ်စေတယ်ပင်မနှွမ်းနေရလည်းရှော့ချပေးတယ်အိပ်ပျော်စေတယ်ဒါလေးကတော့ဒီမှာတွေ့လားအစအစလေးချီယာစီတော်တော်များများလည်းသိကြပါတယ်เนาะဒီချီယာစီဆိုလို့ရှိရင် fiber တက်များတဲ့အတွက်ကြောင့်နှလုံးကျန်းမာရေးလည်းကောင်းစေတဲ့အပြင်အစာချေစနစ်ကိုလည်းကောင်းမွန်စေရယ်ကိုလေးချိန် short ချနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့မှအသုံးတည်ပါတယ်ပို့ပြီးစားသုံးသင့်ပါတယ်ရှင်တစ်မျိုးကဒီမှာစိတ်ကလမာလေးဒီစိတ်ကလမာကကြတော့ခန္ဓာကိုယ်အုံမင်းရင်းရော်မှုကိုတိုက်ဖြတ်ပြီးရယ်ခန္ဓာကိုယ်တလျက်လှပစေရယ်ဝမ်းချုပ်တာကိုလည်းတတ်တာစေရယ်မီးပွားပြီးကစားမိခင်နေတောက်သုံးမဲ့ဆိုလို့ရှိရင်ပို့ပြီးတော့အပြန်ဖြေရပုံမြန်တယ်ပေါ့နော်အထူးတင်တော့ရပေါ့နော်နောက်တစ်ခုကတော့တကြားခဲလေးပါဒါလေးကတော့စီချိုသမားတွေတုံးတဲ့တကြားခဲလို့လည်းပြောကြရပေါ့နော်ခေါ်ကြပါတကြားခဲဖြူလေးတွေဒီတကြားခဲလေးရလို့ရှိရင်ကိုယ်တကယ်လို့ချောင်းဆိုးပြီးလဲချောင်းနာတာအဲ့လိုနာကျင်ခြင်းတွေကိုလည်းတတာစီတယ်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အပူချိန်တွေကိုလည်းထိန်းညှိပေးတယ်အစာချနေစနစ်ကိုကောင်းမွန်စေတဲ့စွမ်းအင်တွေကိုလည်းသူလှည့်မြန်စွာဖြည့်တင်းပေးတဲ့အတွက်ကိုအထူးတင့်တော်ပါတယ်အဲ့တော့အခုရုံးပြသွားသလိုဒီထဲမှာပါဝင်ပစ္စည်း9မျိုးအားလုံးကသူ့အာနိတင်တဲ့သူအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ပေါ့နော်အဲ့ဒါလေးကိုရုံးကအခုမှာရှင်းနွေးလေးနဲ့ယူစိမ့်လိုက်တယ်ပေါ့နော်မြုပ်ယုံလေးစိမ့်လိုက်တယ်ပေါ့တစ်ခွက်စာလေးပေါ့တစ်ခွက်စာလောက်ထားဒီလိုဆိုပြီးတော့နဲ့စိမ့်လိုက်ပြီးနဲ့ထည့်ထည့်ဒါလေးရလည်းစီးပြီးချက်ပဲနော်အဲ့ဒါလေးပြီးရင်အဖုံးလေးအုပ်ထားပြီးတော့ပွားသွားပြီဆိုလို့ရှိရင်ရေခဲတက်တိုင်းထည့်ပြီးတင်းလိုက်ပြီပေါ့မနက်အစောကြီးကျမှအေးရမျိုးပါနဲ့ရေဝါတောက်ပြရတယ်ဒါလေးတစ်ခွက်ကိုလည်းအရင်ဆုံးစားပါတယ်ရှင်ကဲအခုဒီထဲမှာပါဝင်ပစ္စည်း9မျိုးကိုလည်းပြောပြပေးသွားပြီသူတို့ရဲ့အကျိုးအာနိသင်လေးကိုလည်းပြောပြပေးသွားပြီဆိုတော့နေ့စဉ်နေ့တိုင်းဒီတဘာဝ collagen လေးတစ်ခါကိုတော့ယုံကနေ့တိုင်းစားစီချင်ပါတယ်စားသုံးဖို့တော့လည်းတိုက်တွန်းပါတယ်ဒီပစ္စည်းအားလုံးကလည်းလွယ်လွယ်ကူကူနဲ့တနေရာမှာဝယ်လို့ရပါတယ်စီတီမတ်တို့ဘာမှဝယ်လို့ရပါတယ်ရှင်အဲ့တော့ခန္ဓာကိုယ်လည်းလှပမယ်ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးရှိတဲ့ဒီ collagen လေးမဖြစ်နေစားသုံးစေချင်ပါတယ်ရုံးရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြအတူတယောက်ချင်းတိုင်းလည်းကျေးဇူးအထူးတင်ပါတယ်ရုံးရဲ့ YouTube channel လေးကိုလည်း like subscribe follow လေးလုပ်ပေးသွားပါအောင်เนาะကျေးဇူးပါတတာ